မိတ်ကလေးအလွယ်တကူလေးလိုက်ပြင်ကြမယ်နော်လုံးဝမပြင်တဲ့ညီမလေးကစားတင်ချပေါက်ပြင်တတ်စီရမယ်ပထမဆုံးချစ်ညီမတို့မှာတိုနာလိုတယ်နော်တိုနာဘာမျိုးစားဖြစ်ရတယ်ချစ်လေးတို့မျက်နှာထဲမှာပုတ်ရမယ်ကြီးတွေချွတ်ပေးရမယ်နော်အယူဆုံးတနေ့ကိုဖြန်းတဲ့အရည်လိုအပ်တယ်နော်ညီမလေးပို့ပြီးတော့မိတ်ကသားလေးကြွကြွဆဆအီးလေးဖြစ်စီတယ်အဲ့ဒါမလုပ်ခင်မျက်နှာရည်တက်လေးရအောင်ဒီလိုဖြန်းတဲ့ရည်လေးတစ်ချက်ဖြန်းလိုက်မျက်နှာပြီးတော့လက်ကလေးနဲ့ပုတ်အသားတဲ့စိတ်ဝင်အောင်ချစ်လေးတို့ချောင်းပြီးွားရင်လုံးဝ moisturizer ရှိရမယ်နော်နံပါတ်2မြောက် moisturizer ရှိရမယ် moisturizer ရေတက်ဖြစ်ပြီးတဲ့ moisturizer လို့ပြောပြီးသုံးဝင်နော်ပြီးသွားရင်လိမ့်လိုက်လို့ရှိရင်ဒီလိုမျိုးဆူဆူအီးအီးလေးဖြစ်တဲ့ moisturizer လိုတယ်တဲလေးတို့မကြည့်လိုက်ဆိုအီးပြီးတော့ပြောင်းလက်သွားတာတွေ့လားချစ် moisturizer စိတ်ဝင်အောင်ခဏစောအောင်နော်ရေတက်ဖြစ်ပြီးတဲ့ moisturizer လို့ပြောပြီးဝင်နော်ညီမလေးတို့က makeup ကြာရှည်ခံကျင်တယ်ဆိုရင်တော့ primer ထပ်အောင်နော် primer အစီပြောင်ထိန်းတဲ့ primer လေးပေါ့ဒါလေးဆိုရင်ရေတက်လည်းပြီးတယ်ချင်းညီမလေးတို့တော့ရေတက်လည်းပေးလို့ရမယ်အစီပြောင်ကိုလည်းထိန်းပေးတယ် makeup လည်းကြာရှည်အောင်ကုတ်ပေးတယ်ဆိုအဲ့လိုမျိုး primer မျိုးရွေးချက်ပြီးဝင်နော် makeup ကိုလည်းအစီပြောင်ထိန်းနေတနည်းကလို့ချွေးပြန့်အောင်ထိန်းနိုင်တယ်ဒီလိုမျိုးတစ်စိတ်လေးဝယ်သုံးပေါ့နော်အရန်တော့ကောက်တယ်မြန်မာပြည်မှာလည်းရှာလို့ရရနော်စစ်လေးတို့လောက်ဝင်ကအခုပြီးတော့ကို့အသားရောင်နဲ့မျက်နှာရောင်နဲ့တစ်ဆင့်လေးနာလေးပေါ့နော်ဒီကမှအသားမဲတယ်ဆိုလို့ရှိရင်နည်းနည်းလေးညိုတဲ့ဘက်ကိုသွားညိုပြီးတော့အဝါပဲဖောက်တာပေါ့နော်တော်တော်အသားမဲတဲ့လူပေါ့လောက်လို့လက်ကတော့မဲတယ်မျက်နှာတစ်ဆင့်ဖူတယ်ဆိုရင်နော်ဒီလောက်လေးလည်းအဆင်ပြေတယ်နော်ပြီးတော့ရေလက်ကလေးတွေမှာချစ်တွေတို့မျက်နှာပေါ်မှာတန်းထည့်လို့ရလို့ဆိုရပါတယ်မရအောင်မဟုတ်ဒါလေးကတော်တော်လေးကိုဆွဲရပြူရကောင်းတယ်ကြည့်လိုက်ချစ်လေးတို့အရန်မိုက်တယ်ပို့ပြီးတော့ make up တာပပကြည့်ကြည့်လို့ချင်လေဒီလို brush လေးတုံညီမလေးတို့အရန်လွယ်ကူမကြည့်တောက်လိုက်ရုံမမြင်နဲ့အချိန်လေးအရန်ပြီးမြင်တယ်ညီမလေးပြီးလေတပြင်းလုံးညက်ဆိုညက်ညီဆိုညီပဲမိတ်ကပ်လေးမညီမညာဖြစ်တဲ့လူတွေဆိုလုံးဝဒီ brush လေးကိုသုံးတင်လို့ကြည့်လိုက်ပြီးတော့ဖော့တော့လို့တယ်နော်ဖော့တော့အဝိုင်းလေးရတယ်ဒီလိုလေးရတယ်စပီဖျန်းနဲ့ရေစွတ်လေးရတယ်နော်ကြာစီခံနေတော့စပီပြီးတော့ညီမလေးတို့ဒီအနောက်ကနေအရှိကိုပုတ်တင်လာနော်ဒီနှာခေါင်းနဲ့ဒီတပြင်းကိုနောက်ပိတ်ဆုံးပုတ်တက်လာချစ်နေတော့အရင်နှာမျက်နှာဖူးကြီးတပြင်းလုံးလိုက်ပုတ်ပါရဲ့အနောက်ဒီသေချာလေးပုတ်ဒီလိုမျိုးပုတ်သွားညညက်လေးပြောင်းတော့လားညီဆိုညီညက်ဆိုညက်ပဲချက်လေးတော့ပြီးသားမှနှာခေါင်းနဲ့ရတယ်ကိုတဲလေးလိုက်လို့ညီရွာရအောင်လက်နဲ့ဆိုလုံးဝမလို့ပြောမယ်မညီဘူးတဲလေးတို့ဒီဖော့လေးကတော့တော်တော်လေးပြီးရင်ခေါ့စီလာချစ်လေးတို့နည်းနည်းလေးလို့တယ်ကိုအသားရည်နေလိမ့်နဲ့မိတ်ကပ်တဆင့်ဖြူတာလေးကိုမျက်လုံးအောက်ပေါ်တော့ဒီမှာအရေးရှိတဲ့နေရာလေးရယ်စမိုင်းလိုက်ရယ်ကြီးကမစက်နာလေးရယ်မေးစီလေးရယ်နှာခေါင်းလေးတစ်ချက်ရယ်နှစ်ဖူးတစ်ချက်ရယ်တစ်ချက်လင်းအောင်လုံးလက်ပေးနဲ့မျက်နှာနဲ့ရဖြစ်စိတ်မညစ်နဲ့လက်ပေးဖြူစီတွေပေါ်တယ်တဲလေးတို့လိမ့်ထက်ပြီးရင်ညီမလေးတို့ခေါ်စီလာလေးကိုတိတ်ချလေးလိုက်ဖြီးမိတ်ကပ်သားနဲ့တရားတဲ့ကြောက်အောင်သလားမျက်လုံးအောက်ဆိုမျက်လုံးအောက်ပဲလေးမယ်ဘာမှကြီးကမစက်ဆိုအဲ့ဒီဗါလဲဒီနေရာဆိုဒီလိုမျိုးကြီးကမစက်ဒီလိုမျိုးလေးသလားတဲလေးပန်းနီကိုဒီလိုဒီစိတ်ကရှာလို့ရမယ်ထင်တယ်ပန်းနီကိုလေဒီလိုမျိုးအယောင်နူးနူးဒီလိုမျိုးဆဆအီအီလေးရွေးချက်ချစ်လက်ထဲမှာရေစိုးပြီးရင်ချက်လေးတို့ brush လေးနဲ့ဖြီးလက်ပေါ်မှာရေစိုးဖြီးအဲ့ဒါမှကိုချိန်လို့တက်မှာနော်တဲလေးတို့ပန်းရောင်နှုတ်ဖတ်ချက်ကတော့9လောက်ရှိတယ်နှုတ်ဖတ်ငငယ်လေးပြန်သွားချင်တယ်တော့ပါးပေါ်မှာတင်လိုက်တဲလေးတို့ပြီးသွားရင် white ပါးစားပုံလေး white ညီမလေးတို့ပါမမို့လေးနဲ့ချစ်စရာကောင်းခြင်းတယ်ဆိုနှာခေါင်းအောက်တော့မရောက်စေနဲ့ဒီလိုမျိုးကြည့်ဒီလိုမျိုးနှာခေါင်းအောက်လေးကိုထဲပြီးရင်နှာခေါင်းအပေါ်လေးပါထဲချစ်စရာကောင်းခြင်းမေးစီအောက်လေးနည်းနည်းထဲတက်လှချက်ပြီးမျက်ခုံးလေးပါထဲလိုက်ပို့နေလေးဝါရောက်တစ်ဆက်တည်းဖြစ်အစီပြောင်ထိန်းနဲ့ပေါင်နာမို့ဖြစ်ပါစေနော်ညီမလေးတို့ brush လေးနဲ့လေပပလေးပဝမမို့လို့ဒီလို brush လေးဒီလိုခြေပလိုက်ညီမလေးတို့ခြေပလိုက်ပြီးတော့ရင်ခါထုတ်ပြီးဖြည်းဖြည်းချင်းတုပ်ပဲတုပ်လိုက်ကြွားလိုက်မြစ်ကြနည်းနည်းလေးပပလေးအုပ်မယ်အိုက်ရှေ့တို့ဒီလိုအယောင်နုနုလေးရွေးချက်ပန်းနုရောင်နုနုလေးရတယ်အညိုရောင်နုနုလေးရတယ်တဲလေးတို့မကြည့်ဒီလိုမျိုးမျက်ခုံပေါ်မှာဖြည့်ပလိုက်တဲလေးတို့တပြင်းလုံးလိုက်ဖြည့်ပြီးရင်မျက်လုံးအောက်ပါဖြည့်တုပ်လိုက်ပွတ်လိုက်အောက်ဖြည့်မျက်ခုံမွေးကိုချစ်လေးတို့ညီမလေးအလဲထဲကနေထည့်လိုက်ပြီးတော့လို့ရှိရင်ဒီလိုမျိုးအမီလေးဆွဲထုံးတက်ဆွဲပြီးရင်ချစ်တဲ့တန်လေးနဲ့ပြန်ချစ်လိုက်ပွတ်လိုက်ဒီလိုမျိုးချစ်လိုက်သူပုံပေါ်လာမယ်တွေ့လားအညိုလေးလည်းရတယ်ဒီလိုမီးခိုးရောင်လေးရတယ်ဒီလို brush လေးနဲ့လေနှာခေါင်းကြားထဲမှာဒီလိုမျိုးထောက်ပြီးတော့ဒီလိုမျိုးအပေါ်တင်လိုက်အောက်ချလိုက်အဲ့ဒါမျိုးနှာခေါင်းကြားနေပြီးမော့တင်လိုက်နှာခေါင်းလေးမော့လိုက်အရာလေးပေါ့နော်ရောင်လေးဖြစ်ပြောရုံပဲပြီးရင်ဒီလိုမျိုးဖြူလေးကိုရှာနာတယ်အလဲတက်လေးအလဲဘိုတက်လေးထိလိုက်နာတယ်လေးလင်းသွားတယ်တွေ့လားဖြူစွတ်ကိုပဲတဲ့မျက်လုံးအရှိမထည့်လိုက်နည်းနည်းလေးမျက်လုံးပေါက်လေးကျေသွားတာပေါ့တော့ဘာညာတရကာလေးဖြစ်သွားတယ်နော်မြက်တောင်မကော့ကိန်းတောင်အပူပေးအောင်နော်နွနွလေးဖြစ်မှာနော်ဒီမြက်တောင်ကိုဗာလဲမှောင်တက်ကြည့်ပြီးငုတ်တာလိုက်ပြီးတော့လက်ကိုဒီလိုကတ်ကြည့်ညမ်းပြီးတော့ရှင်မျက်လုံးအောက်ထိုးပြီးလန့်တင်လိုက်ဒီမှာလက်ကိုညက်တယ်သွားပေါ့ပြီးတော့မှောင်ငုတ်ကြည့်ပြီးတော့အောက်ကနေပင့်တင်ပြီးတော့မြက်တောင်လေးကိုကော့တင်သွားဆေးလေးနဲ့ထိလိုက်ပုတ်လိုက်ဒီလိုမျိုးပေါ်လန့်တင်သွားတယ်လားမြက်တောင်လဲလို့ပဲမြက်တောင်လေးမျက်လုံးလေးငုတ်ပြီးတော့လေဒီလိုမျိုးတစ်ချောင်းပြေးလိုက်ဆွဲထုတ်ဟုတ်လားတလား
နီကြာရှည်ခံနေတယ်ဆိုရင်မလောက်ဝင်ပြောသလိုဆိုချစ်လေတော့နှခါဒီပါနီဥစ္စာအရင်ဆုံးထပ်မလောင်းလမ်းနဲ့လိုက်ဖို့အရင်ကသားတဲ့ကကောက်အောင်လို့ဒီရအောင်ပြီးတော့ပေါင်နာမောက်ကိုချစ်လေတော့ဒီလို brush လေးနဲ့နှခါမောက်မှာလိုက်တယ်နှခမ်းကြစင်မြဲချစ်နဲ့လှချင်တယ်ဆိုပြီးပြီးရင်ကိုလိုချင်တဲ့နှခမ်းနေအောင်ဆိုလို့ရပြီနှခမ်းလေးကိုဒီလိုအကနေရင်ဆုံးဆူလိုက်ချစ်လေတော့ပြီးတော့ရင်လက်ကလေးနဲ့လိုက်ချီချစ်လေတော့တကြီးလုံးထပ်စားဒီလိုလေးလို့အော်လဲအဲ့လိုကနော်အော်လဲအဲ့လိုလိုက်ဒါလက်ကလေးနဲ့လိုက်ချီပြရင် hairline လေးကိုချစ်လေးနာတာလေးမှာတစ်ချက်ထည့်လိုက်နာတာလေးတွေအောင်ပြလဲဒီမှာပြရင်ပါယိုးမှာနာ hairline လေးထည့်လိုက်တာနည်းနည်းလေးရောက်လေးhairline လေးတွေမလုပ်ပြသလိုနည်းနည်းလေးရောက်လေးညနေရေးရောက်ဒီစီလေးမှာနည်းလို့မျက်ခုံးရအောင်နည်းနည်းထည့်ပဲမျက်ခုံးရအောင်မှာโอเคနာတာနည်းနည်းပဲရအောင်ပဲတလေးတို့နော်မများစီနဲ့ဒီကရင်နှခမ်းนี่အစီလေးကိုထည့်လိုက်သေးလေးတို့အေးလှကြည့်အေးအပေါ်ရောက်ကိုတလေးတို့ညချစ်စရာလေးကိုကတက်ငယ်ပြီးွားရင်ချုပ်ငိမ့်မယ်မက်ကက်တနေကိုဖျန်းနေရအစီပြောင်ထိန်းနေရဖြစ်ပါစီနော်ဒါလေးကောင်းနေတယ်နောက်ပိုင်းလိုက်ဖျန်းစပီနီပါလောက်ပြီးအင်ကြီးလဲပြီးပြန်လာခဲ့မယ်နော်ကိုရီးယားစတိုင်လေးတွေပြင်လိုက်တဲ့ချစ်လေးတို့ရေအင်ကြီးလေးကိုပေါ့နော်မိတ်ကပ်လေးကတော့မြန်မာပြည်ကအကြောင်းသူတွေရောထိုင်းကအကြောင်းသူလေးတွေရောဘယ်မှာပဲရှိလိုက်ပြင်ကြည့်လို့ရရနော်ပေါ့ပလေးနဲ့အရန်ချစ်စရာကောင်းပြီးတော့ကြည့်အောင်အသားညိုတဲ့လူကအသားမဲတဲ့လူကအသားဖြူတဲ့လူကအကုန်လုံးလိုက်ပြင်လို့ရရနော်ဒီပုံစံလေးအရန်ချစ်ဖို့ကောင်းပေါ့ပလေးနဲ့ကြည့်လိုက်ချစ်စရာလေးလောက်အမြောက်ဝိတာကိုကိုချစ်လေးသဘောကျမလို့ထင်ပါတယ်အကြောင်းသူမိတ်ကပ်လေးကိုညီမလေးတွေသဘောကျတယ်ဆိုကွန်မန့်တစ်ကြောင်းရေးပေးနော်ရှယ်ပေးနော်နောက်ပြီးတော့မမြောက်ဝိတာဒီကိုချစ်လေးတွေ့ရအောင်နော်မြောက်ပြီးနော်အရန်လွက်ကူတဲ့ရိုးရှင်းတဲ့ချစ်လေးတို့ဘာအဲလိုက်နာမှာဆွဲစရာမလိုဘဲနဲ့လဲချစ်ဖို့ကောင်းပြင်လို့ရရနော်ချစ်လေးတို့ကြည့်လိုက်အောင်ကျောင်းသူလေး